သရာဝါကောင်လာမို့တန်တာကမြေကာယရီတော်သလေးလာမှာမျောရင်ကြမတော့လွန်ရပါပြီရာရီစိတ်ဝဲနေပိသရာဝါကောင်လာမို့တန်တာကမြေကာယရီတော်သလေးလာမှာမျောရင်ကြမတော့လွန်ရပါပြီဆင်းမီရောက်မီထိန်ဝါလေလို့တရင်ကျွတ်တော်ပြီတရင်ကျွတ်တော်ပြီဟောတရင်ကျွတ်တော်ပြီတဆောင်မုံမမောက်ဖို့မလားလို့နေလားတာရှိရောရှိလာရသည်ရှိမောင်ရဲ့မိကနေသလားရက်စဲလေးအားသည် အော်အမေကအသက်80သာကျော်ခဲ့တယ်ဒီတချင်းကိုအမေရတော့မဲကိုကျွန်တော်တို့ပြင်မေရဲ့အဲ့ဒီဘောင်လင်ကားကိုကြည်တိုင်းပါလေအဲ့အမေဆိုခဲ့တဲ့အဲ့ဒီဆက်လာရတဲ့ချင်းကိုဘလို့ဆွဲလာမှမသိဘူးအခုထိကြိုက်တော့မဲအော်ဒါနဲ့မေရဲ့ဟိုဘောင်လင်ရုပ်ရှင်မှာမြတ်မြဝင်းဖြစ်နေကာလာသားတွေအသက်ဆွဲခဲ့တဲ့ခေဟောင်းရုပ်ရှင်မင်းသမီးကြီးဖြစ်တဲ့အမေဟိုဒေါ်မေမေဝင်းအနေနဲ့ဘောင်လင်ကားရိုက်ခဲ့တော့ကခန်းစားခဲ့ရတဲ့ခန်းစားမှုတွေကိုပြပြစေချင်ပါတယ်အမေရဲ့သိရင်ပေါ့လေမေပြောပါမေ အမေက90ကျော်ပြီသားရဲ့ အော်90ကျော်ပြီပဲ အမေရိုက်ခဲ့တဲ့ကားပေါင်း100ကျော်ထဲမှာ ဟော ဘွအောင်တင်ကားအကောင်းဆုံးပါပဲသားရဲ့ ဟုတ်တယ်ပြောပါမေပြောပါ အမေအကြိုက်ဆုံးကားပါပဲ ဟုတ်ကဲ့ သားရဲ့ ဟုတ်ကဲ့မေ မင်းသားခင်မောင်ရင်နဲ့ ဟုတ်ကဲ့ အမေကိုသိတ်ချစ်တာပဲ အော်ကိုရမေသိချစ်တယ်လား ဟုတ်တယ် ခင်မောင်ရင်နဲ့ဘွအောင်တင်သားဟာခွဲလို့မရအောင်ဖြစ်တာသားရဲ့ အော်ဟုတ်ကဲ့ခမောင်ရင်နဲ့ဘောင်ရင်ကခွဲလို့မရအောင်အောင်မြင်ခဲ့တယ်ကား ဟု ပေါ့ တ် နော် တယ်ဟုတ်ပါတယ် ကျေးဇူးတင်တယ်မေရဲ့တေးကျေးဇူးတင်တာပဲမေရဲ့ဟုတ်ကဲ့အခုလိုကျွန်တော်တို့အခုလိုပြပြတာကျေးဇူးတင်ပါတယ်မေနော်မေနော် Go on in, hey, go on in, go on in, hey, go on in. How can you ning as a me? Yes, ya, these are not cannot be. Can I do need to like the car of the go on in? Swing your man, go lose your go on in. Over in a long as I go on in. Margot will, you shan't my ma, can win your ticket, I go on in. Go below Santa Matante. Can win milk to Kera, go on there. Go below Santa Matante. Go on there, hey, go on there. Go on there, hey, go on there. And one thought, Jan, no, the sun on Nudo. You know, come on. Go on the lobby, hey, go on there. ဆရာရွှေလုံးပြီအောင်ရဲ့250ခန့်ကမော်ကိုးဝင်ရုပ်ရှင်ကားရကားဖြစ်ခဲ့တဲ့ဘောအောင်တင်ခေဟောင်းမင်းသားကျော်ခမောင်ရင်ဂန္ဓဝင်မြောက်ပြုတ်ဆောင်ထားတဲ့ဘောအောင်တင်ဂီတစာစုံမောင်ကျင်းမုံပြန်လဲဆန်းသစ်ထားတဲ့ဘောအောင်တင်အကယ်ဒမီကောလိပ်နေဝင်အကယ်ဒမီစိုးရွှေအကယ်ဒမီတင်နွဲ့တဲ့ကျင်းမုံအင်အားစုတရားပါဝင်ထားတဲ့ဘောအောင်တင် Go on in, hey, go on in. Go on in, hey, go on in. How can you ning as a me? Yes, ya, these are not cannot be. Can I only do like the car of the go on in? Swing your man, go lose your go on in. Over in a long desire go on in. Margot will, you shan't my ma, and win milk to get a go on in. Go below Santa Matante. And when milk to get a go on in. Go below Santa Matante. Go on in, hey, go on in. Go on in, hey, go on in. A long boat, Jan, no, Sando, Nudo. You know, come on. Go on in, Labby, hey, go on in.
ပြီဗျာဥပါလူကိုစိမ်းမောင်သွားပြီဗျာ အေးဟေးတော့ဟေးတော့ဟေးလောကကြီးမှာဘာကြောက်ရှာရှိလဲကွာယောက်ျားပဲဘာအေးလဲကွာ ကျောင်းစီးပွားပြပြမမှုပါဘူးဗျာဥပလူကကြီးနေကျောင်းစစ်ချမ်းသာလာရင်ခင်ဗျားတို့တောင်ပေါ်ပြန်လာခဲ့မယ်ကြားလားသွားပြီဗျာသွားပြီအားလုံးပဲ သွားပြီဗျာသွားပြီဗျာ ခီးစိမ်မရှိဘာမရှိနဲ့ခက်တော်တာပဲဒုက္ခရာ ဩကို့မှာမရှိတဲ့အခါဘယ်ကမှတပြားတစ်ချက်မှလာပေးတာမဟုတ်ဘူးဆရာရဲ့ ဟုတ်တယ်ကွာ ကျွန်တော်ပြောသလိုလို့ဆမ်းပါဆရာလူတန်းလူတိုက်တန်တိုက်လောကကြီးမှာမိုက်နေမှတော်ယုံကြတာဆရာရဲ့ဆရာချမ်းသာတော့ကဟင်ပေခဲ့ကန်းခဲ့တဲ့သူတွေခုဆရာလည်းစီဝါပြက်ရောအနာမှာတယောက်မှမရှိရတော့မလားကြည်လားဆရာပစ္စည်းတွေတသက်စားမကုန်ဘူးထင်ရခုဟိုကလိန်လိုက်ဒီကညာလိုက်နဲ့ရန်ကုန်သွားရလမ်းစီတောင်မရှိတော့ဘူးမလားဆရာရဲ့ အေးကွာငါလည်းဘာလို့မှတော့မသိဘူးစိတ်ရှုပ်ပါတယ်ကွာလူရရက်တယ်ဆိုတာမိုက်နိုင်မှတုံကြတာကွာငါနဲ့တော့မဖြစ်ဘူးကွာ ဟောနေရတကာဆရာသူတော်ကောင်းစီမွေးမွေးနေတာခက်တာဗောဆရာရဲ့ဟောဆရာဟောကားစီလာနေလို့ဆရာအတော်ပဲဆရာကြီးဆရာတပည့်ပွဲဥတော်ဆောင်းပြလိုက်မဆရာ ဒီဆောင်သူက ကြည့်နေပါဆရာရဲ့ သူကနေရောရမ်းမလုပ်နဲ့ ဟောဆရာရပါတယ်ဆရာရဲ့နေစမ်းပါ ရမ်းမလုပ်နဲ့လို့ပြောနေ ဩဆရာ သူက ကြည့်ရှင်းလိုက်ပါမယ်ဆရာရဲ့အတန်နေစမ်းပါဟေးဟေးအဲ့ကရစမ်းကရစမ်းကရစမ်းပါ ဘာကိစ္စလဲကွာ ညင်နေနော်မလှုပ်နဲ့သေသွားမယ်ဘာမှလဲ ဟမ်ဦးသိမလားဟုတ်ခင်ဗျားနေမှာလာပြီးကြုံရမလေဗျာစင်သက်လိုက်တာခင်ဗျားကြောက်ကမှတ်မိသေးရဲ့လားခင်ဗျားမှတ်မိပါတယ် ဟေးမောင်းနေဦးတလွဲမထင်ပါနဲ့ကွာတလွဲမထင်ပါနဲ့မင်းပစ္စည်းတွေကိုငါမတရားလုပ်ခဲ့တာမဟုတ်ပါဟုတ်လေ ခင်ဗျားကြောက်ကိုဘာမှမပြောနဲ့ မပြောပါဘူး ကျုပ်ပစ္စည်းတွေကိုမတရားလုပ်တဲ့လူကြည်စမ်းကျုပ်ကချိန်ခံလွဲနေဦးမှာခင်ဗျားနဲ့ကျုပ်နဲ့ပြောစာချုပ်တွေတိမ့်ထားတဲ့လေတွေခင်ဗျားပြန်ပေးမလားမပေးဘူးလားပြောပါ မရှိပါဘူးကွာမရှိပါဘူး ပြောပါကျုပ်ဒီလိုဒုက္ခရောက်ခဲ့တာခင်ဗျားကြောင့် ဟုတ်ရပါဘူးမဟုတ်ရပါဘူးမဟုတ်တယ်မဟုတ်ရပါဘူး ဟမ် ငါနဲ့ပစ္စည်းတွေဘာမှဖတ်မတင်ပဲခြိကားတော့အခုငါပြီးတော့စီးလာတာပါ โอ้ရှာရှိလိုက်တာဗျာအပြက်သာရှင်းမလဲဆမ်းပါဆရာရဲ့လက်ထက်ကတမြောင်သစ်တော့ပြလဲဆမ်းပါဆရာရဲ့ဟုတ်ပါဆရာ ဟုတ်တယ်ခင်ဗျားဘာမှပလီးမနေနဲ့ ကျောက်ပါတယ်ကွာ ကျုပ်စီးပွားပြက်ရတယ်လို့ခင်ဗျားဘွားလည်းပြည့်စည်မှအေးမယ်ကဲ အာဟာငါလူသားမိပြီဒုက္ခငါလူသားမိပြီသူဘာလုပ်မလဲ သတင်းစာတွေဒီမျိုးကစက်တထေးဦးသွင်းကိုဓာတ်နဲ့ထိုးတတ်ပြီးတနတ်ကိုလူယူသွားတဲ့သတင်းတူးကြီးကိုဖတ်ချင်မြမအလင်းသတင်းစာတွေကိုဝယ်ဖတ်ပါသတင်းစာတွေ ကဲဆရာတမြောင်တစ်ချောင်းနဲ့6လုံးမှုတစ်လက်ထဲမှာရှိနေပြီပဲဆရာရဲ့ရှေ့ကတိုက်ကိုဝင်စီးရဆိုဆရာ ဖြစ်ပါမလားဒုက္ခရာမင်းဟာကလည်း ဒီမဲ့ဆရာလူတယောက်လုံးတောင်တက်လာပြီပဲဗျာတနက်ကလေးပြပြီးဓမြတိုက်ထားအနုရမ်းစီးရလောက်ကတော့ငပြောသေးလေးခွန်တော်စားတယ်လို့ပဲရှိပါတယ်ဆရာရဲ့လာစမ်းပါလာပါဆရာရဲ့ဒီမှာရန်ကုန်သွားပြီးဒီမှာရှောင်းရတရားဖို့အတွက်လေလမ်းစီမရှိသေးဘူးမလားဆရာရဲ့လာပါဆရာရဲ့လာစမ်းပါဆရာရဲ့လာပါ ခက်ပါလားဒုက္ခရာ ဘာအကြောင်းပြပါလိမ့်မောင်ရင်တို့ရဲ့ ထိုင်စမ်းအားလုံးထိုင်စမ်းဘာလဲ ကျွန်တော်တို့ငွေလိုတဲ့အကြောင်းပါခင်ဗျငွေ1000 2000လောက် အလူတော်အလူခန္ဓာကလည်းတစ်ထောင်ကြီးမြတောင်လားကွယ်ဘယ်ဖះเจ้าကများပြင်းမို့လဲကွယ် ဒီမှာအတော်ကြီးသာသနာဝေယဝိဇ္ဇအသင်းကအလူခန်းနေတာမဟုတ်ဘူးအနုရမ်းစင်းနေတာဗျအနုရမ်းစင်း အ နေ လူ တာ လေးမြတ်စွာဘုရားဖះ ဒီလိုရှိပါတယ်တော်ရန်ကုန်သွားဖို့စားစိတ်နဲ့ခီးစိတ်လိုနေလို့ကျွန်တော်တို့အကူကြီးတောင်းတာပါ
ဟာဆရာကလည်းဗျာအနုရမ်းစင်းနေတာပြောသမှာဆရာရဲ့ ငါနားလဲပါတယ်ကွာ ဟိုအတော်တို့မှာစီးပွားပြက်နေတာကြာပါပြီမောင်ရဲ့နာမည်သာကြီးနေတာပါဖျားစုရပါစေမိုးချိုကိုပြစ်ရပါစေဘာဆိုဘာမှမရှိပါဘူးကွယ် โอ้ခင်ဗျာဘာမှစင်ကြီးပေးမနေနဲ့ဟမ်ခင်ဗျာကိုဘော်ကဆွဲရိုးတွေကျဲသီးတွေလက်ကောက်တွေလက်စွပ်တွေအကုန်ပြောအခုပြော အမလီ ပါ ငါတူရဲ့ ငါတူရဲ့ အတော်ကမုံသုံးပါပါ ဘာဖြစ်လဲ အာကိုစရာကလည်းမရှိ ညနေပါဆိုင်လား စီးပွားကလည်းပြက် ဘာဖြစ်လဲ ဒီလူဝလက်စားလေးတွေမှမရှိရင်လူယိုသေးရှင်ယိုသေးမဖြစ်မှာစိုးလို့ဒါလေးတွေတော့ ခက်လိုက်တာဗျာဒေါ်စီးပွားပြစ်တာအမှန်ပဲလား မလီဖျားစုရပါစေရဲ့မူဝဲကက်ရပါစေရဲ့သွေးသိမ်းရှင်ရှင်အန်းသေးပါရဲ့ရစေရဲ့လူညွန့်တုံးရပါစေရဲ့အတော်လေးဘဝစတိုင်းစတိုင်း တော်စမ်းပါဗျာခင်ဗျာချိန်ပဲချိန်ရင်လုံးတယ်ဗျာခက်လိုက်တာဆရာရဲ့ဖျားဟာကဓမြတိုက်နေတာနဲ့မတူတော့ဘူးဆရာရဲ့ ဟဲ့သူကနေစမ်းမှာကွာမင်းကလည်းအပြင်းလေးကြည့်ပါဦးတော်ကြာခက်ကုန်ဦးမယ် ဟင်မမီရှင်လို့ အော်ဒီကညီမသမီးထင်ပါရဲ့ခဏကြောက်ပါခင်ဗျာကျွန်တော်တို့လာတဲ့ကိစ္စကတော့ ဓမြတိုက်နေတာကလေးမရေအနုရမ်းစင်းနေတာခင်ဗျာတွေ့တယ်မလားဓမြအောင်ဒီမှာတနတ် ကျမတို့သားမိမှာစီးပွားပြက်နေတာအမှန်ပါပဲရှင် ဘာလို့မကြောက် ရှိတဲ့လက်ကိုလက်စားလေးတွေနဲ့ဟန်လုပ်ပြီးနေရတာပါ အောင်မ မယုံရင်လေတအိမ်လုံးကိုဝင်ပြီးရှာကြည့်ပါရှင်ရှာကြည့်ရမှာ ခင်ဗျားတို့စီဝါပြက်တာကတိုက်နေတာနဲ့ရွှေတွဲလေးနဲ့ငွေတွဲလေးနဲ့ကျုပ်တို့ကစားကြလည်းမရှိလမ်းစိတ်ကလည်းနှက်ထိဆိုတော့ ဟဲ့သူက ညာ နေပါစေကွာမလို့ချင်တော့ဘူး ဟုတ်ပြီလား ဒီအားကိုရမဲ့မိန်းမသားတွေရှိတဲ့ပစ္စည်းကိုမလို့ချင်တော့ဘူးကွာမျိုးလိုလက်ကြမှာမဟုတ်ဘူးကွာကျွန်တော်တခုတောင်းမှညီပါတယ်ခင်ဗျာခီးစိတ်ကလေးငွေ30လောက်တော့မဆန်နိုင်ပါလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်အားလည်းနာပါတယ်ခင်ဗျာနော် ဥက္ကပါပဲဗျာ အိုးရပါတယ်ရှင်ရပါတယ်ဟိုလေငွေ30မဟုတ်ပါဘူးဟောဒီကကျမလက်ကောက်တစ်ဖက်ကိုယူသွားပါ500တန်းပါတယ်ရှင်ယူပါရှင်ယူပါမြတ်စေတနာရှိပါတယ် မရွေးပါဘူးခင်ဗျာနေပါစေနေပါစေစီးပွားပြတ်သူချင်းမဟုတ်လို့ကျွန်တော်ကိုချင်းစားမိပါတယ်အော်နာမည်လေးကမြရတယ်လားအော် ဟောဗျာဒုက္ခ ရန်ကုန်သွားလို့ငွေ30လောက်ရရင်တော်တော့ကွာ အမလီဖျားဖြစ်မယ်ငါတူရဲ့ရပါတယ်ဟဲ့ဟိုနေပါဦးနေစမ်းပါဦးငါဟာတွေဟိုဘယ်ရောက်နေပါလဲအော်အေးရော့30မဟုတ်လား20ရော့မလီတော်ဖြင့်8တောင်ထိုင်ခိုးလိုက်ခြင်းပါရဲ့ငါတူရဲ့ အတော်ကလည်းရှစ်ခုနေကြမလို့ပါဘူးခင်ဗျာမဟုတ်တာဒီမဲ့တော့ပလိတ်တိုင်လားဘာလားတော့မလုပ်ပါနဲ့နော်မကျင်နာရဲ့တော့ပတ်စံပြန်ယူပါ အမလီငါတူရဲ့လှူသည်မြတန်းသည်မြကုသူတွေမရဘဲနဲ့ရှိရပါစေရဲ့ဆွေ80မျိုး80လူညွန့်တုံးရပါစေရဲ့ဟောဒီလေးတောက်နေတဲ့ဆက်လီမီတို့တူရပါစေရဲ့စားသည်မြစားထားတဲ့အစာတွေဝင်းထဲမှာအပြင်းစိတ်ကိုဖြစ်ရပါစေရဲ့တန်တရားအဆက်ဆက်လေး အောင်မလေးနော်သေသာတလက်ရှင်စမ်းပါရဲ့ဗျာအံ့ရော လောက်ကြပါအောင်တော့တပြားပိုင်းတော့လောက်ကြပါ မောင်နဲ့ကားလေ အဲ့ဒါဘာလို့လဲ ဘာကိစ္စရှိတယ်လဲဩဟိုဟာစင်ကာစင်ပတိရဲ့အခန်းကဒီခန်းလားခင်ဗျအချာဟာစင်ကာစင်ပတိဆိုတာချန်တော်ပဲစာဘင်္ဂလားကတန်ညိုးစာနဲ့အထုပ်တစ်ထုပ်ရောက်လာလို့လာပို့တာပါစာတိုင်းနဲ့ကျင်းတန်းဌာနကပါခင်ဗျာဟိုတကားခဏဖွင့်ပေးစမ်းပါဦးဟာအဲ့စက်မရှိပါနဲ့စာဝမ်းမစာကျန်တော်မွဲမနော်ဘင်္ဂလားမှာခါလဲ9ရောက်နဲ့ရှိရစာခလာနော်ရန်ကုန်မှာဘာမှချောလေးယူထားတဲ့စာကျွန်တော်ပါစံတန်ချိုးစာဘာမလဲစာ ယော့ဒီမှာမင်းမိမစီကတေမင်းနိုင်ငံကတန်ကြိုးစာ अरे पापा अरे टेलो टाना जी ने मगे जावा ने कटा जी जाने ना मोबू को दमिया टाइम का से हासिन पढ़े है हे मिंगवे रो जी सा भी सूठा दे पसंद पे मले हैं တင်းစားတွေရန်ကုန်မျိုးလေကောင်
မကိုလန်းတိုက်ကားမော်တွင်နေလေကြောင်တောင်အတင်ရဲစွာဓမြတိုက်သွားခြင်းတည်စားတွေတည်စားတွေနောက်ပိုးဘရင်နဲ့မြည်အောင်ခွေးဟောင်းရင်ထွက်ပြေးမှာနောက်ပိုးဘရင်နဲ့မြည်အောင်ခွေးဟောင်းရင်ထွက်ပြေးမှာလာသာပါရင်တုတ်ပေးပါအယုတ်ရင်းမှာတုတ်ပေးပါအယုတ်ရင်းမှာလာသာပါရင်တုတ်ပေးပါအယုတ်ရင်းမှာတုတ်ပေးပါအယုတ်ရင်းမှာရေလန်စွာပကြီးရင်ဝါဒဟာဖြစ်မှာစိတ်ပူရာပကြီးရင်ဝါဒဟာဖြစ်မှာစိတ်ပူရာအကြံထူးလို့ထရန်ခွာရင်တန်ဆူလို့မှကျွန်တော်ငိုရင်ဟေးနောက်ပို့ဘရင်ပြောတယ်မလားဆရာကြီးပြောပါတယ်ခေါပြောပါတယ်ဟာကိုပေါ်လူပါလားအခုစမခမရလဲပါလားတကူဟမ်ထိုင်ရမအောင်လေထိုင်ရမအောင်ကထိုင်မအောင်ညာကျွန်တော်ခင်ဗျအဆန်းလုပ်လို့ဗျာထိုင်ပါဒီကလေးမလေးထိုင်ဟဲ့ဒီပေါင်းဒီကလေးမလေးကိုမြင်ဘူးတယ်လို့ရှိတယ်ဗျာ ရွာကပေါ့ကွယ်ဆရာကြီးလာတော့ငငယ်ငယ်လေးရှိသေးတာကလားစိတ်ဆင်းရဲတယ်ကွယ်တို့ဆရာကြီးအိမ်မှာခိုင်ဖို့ရွှေဖို့ဒီတကယ်မလေးကိုခေါ်လာတာပဲကွယ်သူကလည်းလက်ပြပြောစမ်းမအောင်ကွာဟုတ်ကဲ့မင်းနာမည်ဘယ်လိုခေါ်လဲကွာကလေးမဓမ္မနာမည်ဗမာလိုမတောင်းကရင်လိုနန်းပေါင်းလို့ခေါ်ပါတယ်ဗမာလိုမတောင်းဟာကင်းလိုနန်းဘုံဟုတ်လားနန်းဘုံတို့ဆရာကြီးကိုအားကိုးလို့ဒီလုံမလေးကိုခေါ်လာကြတာပဲကွယ်မွယ်လုံးလို့ကွယ်ကဲလက်ဖေးတော့ကြပါအောင်လေဟုတ်ပါဒီကလေးမတောက်ဟဲ့လက်ဖေးတောက်လေအမဘာဖြစ်ကျုပ်လုံငန်းလည်းခင်ဗျားတို့သိသားပဲသူကနေကျုပ်ကလွယ်လို့ဒီမှာတခြားလူကျွန်တော်တို့မထားဘူးဗျသမင်းကြတော့မထားဘူးလေဒါရှင်းရှင်းကျွန်တော်ပြောတာဘာဖြစ်လို့လဲဆိုတော့ကအတွင်းကိစ္စကိုအပြင်လူတွေသိသွားမှာကိုကျုပ်သိစိုးရိမ်နေအဲ့ဒါကြောင့်မလို့ပါအေးတို့ခရီးလူမျိုးအောင်အလုံးမဲ့သစ္စာရှိပါတယ်ကွယ်ဟောကျွန်တော်နားလည်ပါတယ်ကျေးဇူးရှင်ကိုလည်းစော်ကားတတ်တဲ့လူမျိုးမဟုတ်ပါဘူးဟုတ်ပါတယ်လေတို့ဆရာကြီးဒုက္ခဖြစ်ဖို့ရတို့ဘာလုပ်ရမလဲကွယ်အော်တို့ခေါ်လာခဲ့တာကခံဖို့စေဖို့တယ်ဘယ်ဟုတ်မလဲကွယ်လုံမကလာလဲလာတယ်ကွယ်ငတ်နေတာတဲ့တော့တော်နေတာပေါ့ကွယ်လုံမလေးကိုပြောတာပါတန်ငါဒီမှာကြည့်သမောင်ကွာဒီဘက်ကြည့်သမောင်အဖေသမောင်ဟန်သမောင်ကြည့်သမောင်အိုးတနာစရာလေးပါလားရန်ကုန်မှာသူ့ကိုဘယ်အိမ်မှမထားနဲ့နော်ဟောဒီမှာရင်းစရာနှီးစရာကျွန်တော်ငွေတယောက်တရားစီပေးလိုက်မယ်အဲ့ဒီတောင်းဖို့ပြန်ကြပါနောက်ကြုံတဲ့ခါကျွန်တော်ရင်လာခဲ့ပေါ့ဘိုးကြီးနော်နားလဲနော်ကျွန်တော်ပြောတာနမ်ဘောမြရှင်ကိုချစ်ကိုချစ်သိတ်ကံကောင်းတာပဲဘာဖြစ်လို့ကံကောင်းတာလဲကိုချစ်ရဲ့ရန်ကုန်မှာလူရဲမှုတွေအမှုချမ်းစီးမှုတွေသတင်းစာတွေမှာပါနေတယ်မို့လားမြရဲ့ကိုချစ်သာခွင့်တလယူပြီးမြတို့ပြေကိုရောက်မလာရင်လေကောင်းရှုံအလုပ်များနေမှာတွေးမိလို့ပေါ့ဒါဖြစ်ရင်မြလည်းကံကောင်းတာပေါ့နော်ကိုချစ်ဘာကံကောင်းတာလဲမြကိုချစ်အစင်းလေးရောက်လာတော့မြတို့မင်္ဂလာဆောင်မဲ့ရက်တောင်ကန့်တတ်နိုင်သေးတာပေါ့မိမိကဖြင့်လေတိတ်ကိုဝင်းသားနေတာကိုချစ်ရဲ့ဟုတ်လားကဲပါလေရွှေစံတော်ဖျားပေါ်တက်လာပြီးစိတ်ရှုပ်စရာတွေအလုပ်ကိစ္စတွေကိုပြောမနေပါနဲ့ကိုချစ်ရဲ့နော်တကူကြီးတဲ့ပြေရွှေစံတော်ဖျားမှာတစ္ဆာဆူပြမယ်ဆိုကဲဆူလီဆူရမယ်ဗျာဆူရမယ်ဘယ်လိုဆူရမလဲပြောသိဘူးလေကိုချစ်ရဲ့ရင်ထဲမှာရှိတယ်လို့ဆိုပေါ့
ဖယားတပည့်တော်သည်မြအပေါ်တွင်ဖောက်လွဲဖောက်ပြန်ပြုမိပါကဖယားတပည့်တော်တွင်ဘေးဆိုးရန်ဆိုးဒဏ်ဆိုးအန်ဒီယေဆိုးဆရာဟေးစင်းလေးမင်းဘာဖြစ်လို့ပြည်ကိုလိုက်တာဟမ် ပလဲမင်းကြီးကဆရာကိုအရေးကြီးလိုက်ခေါ်ရမယ်ဆိုလို့ကျွန်တော်ဟာကွာဒုက္ခပါပဲကိစ္စကမင်းကြီးကဆရာကိုအရေးပေါ်အမိန့်သာပါလာတယ်ဟုတ်တယ်မဆရာအခုတလောရန်ကုန်မှာလေတော်ပါတော့ကွာတော်ပါတော့ငါနားလဲပါလေစောစောကပဲကံကောင်းတယ်လို့ပြောနေသေးဒုက္ခပါပဲကွာ။အိုးဘာတတ်နိုင်မှာလဲကိုကိုချစ်ရဲ့အစိုးရအလုပ်ဝတ်တရားပဲအထက်လူကြီးတွေကကိုကိုချစ်ကိုအားကိုးလို့ခုလူခေါ်ခိုင်းတာပေါ့ကိုကိုချစ်ရဲ့ကဲပါညနဲ့မေမေလဲရန်ကုန်ဖျားဘူးလိုက်ရတာပေါ့နော်ဟုတ်ဘူးလားဒါပေါ့ကျွေးဆန်တော်ဖျားကြီးကိုတပည့်တော်တောင်းပန်ပြသည်ဖျားတပည့်တော်မောင်ဘတ်ချစ်အားဂယုနာရှိရှုတနာတော်မူပါယံစောစောကချိုလက်စတစ္ဆာတိုင်းစကားတွေကိုရန်ကုန်မြို့ကရွှေတကုံဖျားမှာဆက်ပြီးတစ္ဆာဆိုခွင့်ပြုပါယံအတနာခံရပါတယ်ဖျားအတနာခံရပါတယ်သူကတို့ပေါ်ခေါင်းပုံဖြတ်စားနေတာကွာခံစရာရှိတော့တို့ရစရာရှိတော့သူကတဝက်ခွဲယူဘေးသွားခံနိုင်မှလေကွာတိုက်တဲ့ခိုက်တဲ့နေရာတိုင်းမှာလေသူကပါခြင်းမပါတာကွာ ကဲကိုရမဘယ်လိုလုပ်ချင်တယ်လဲပြောကျုပ်ကခမားလူပါဗျအသင်းခွဲမယ်ကွာအသင်းခွဲမယ်သူ့မှာတော့တထေးဖြစ်နေအိုးမရဘူးကွာတသင်းခွဲမယ်ဒါပဲကြိုက်တာလို့လေလှမောင်လေးတို့အုပ်စုလိုက်ရင်လည်းကျုပ်တို့ပဲပေါအောင်ဆွဲကြသေးတာပေါ့ဗျာအမလီမလုကြပါနဲ့မလုကြစမ်းပါနဲ့လှမောင်လေးကဆရာကြီးရဲ့လက်ဆွဲတော်ဆိုတာရှင်သိတယ်မို့လားဆရာကြီးပြီးသွားရင်ရှင်ဒုက္ခရောက်မယ်နော်ဆရာကြီးအကြောင်းကိုလည်းကိုရမသိတာနဲ့သိစိတ်ညစ်တာပဲရှင်အိုးငါမခံရင်တဲ့စကားလာမပြောစမ်းပါနဲ့မသိရင်အရင်တုန်းကသူ့ကိုကြောက်နေရအခုမရဘူးနားလေလားဘူချင်းအစားမခံဘူးဟဲ့ပြန်မလှန်ရင်လို့နေနေတယ်နားလေလားသူတတ်တည်ရှိတယ်တော့ငါလည်းရှိတာပဲကွာတက်ရခိုက်ရပြီးဟဲ့ဆိုရင်ငါကကြီးဥဆောင်ပြီးတက်ခဲ့ရတာသူကအိမ်မောကနေပြီးစီမံပေးတယ်လို့နဲ့ပါဇက်လေးနဲ့စားနေတာကွာအိုးဒီကိစ္စမှာမလွယ်ဘူးနော်ရှင်နဲ့ဆရာကြီးနဲ့အချင်းများမှာကိုသိဆိုရင်တာပဲရှင်အိုးဘာစိုးရင်ကြရှိလဲကွာမင်းကလည်းဘယ်နဲ့ကွာတိုက်တဲ့ခိုက်တဲ့နေရာမှာအကျဉ်းချက်ဖြစ်လို့တနက်ပြရတဲ့အခါလဲတနက်ကိုအရန်သုံးနေဆိုပြီးငါကိုစူတာဆဲတာတွေကလည်းရှိသေးတယ်ပြီးတော့အော်အေးလာပြီအော်မောင်လာထိုင်ခွက်ဒီနေ့ဆရာကြီးတစ်ခေါက်မှရောက်မလာသေးဘူးကွနော်အိုးသူလာတော့ကောဘာထိုးမှလဲကွာသူကဩဇာပေးရုံပဲတတ်တာဟဲ့မောင်လက်ဖေးတောက်ပြီးမှပြန်ညနော်ဟိဟုတ်ကဲ့ခင်ဗျဒီလိုလည်းမပြောပါနဲ့ကိုရမရတကယ်အရေးကြီးတဲ့ကိစ္စတွေကြတော့သူကိုယ်တိုင်ရှေ့ဆောင်တိုက်တာမဟုတ်လားဗျသူမပါလဲသူ့အကြံစီနဲ့တိုက်လို့အောင်မြင်ခဲ့တာကြီးပဲမဟုတ်လားဟေးဟောဒီငင်ရမခေါင်းဆောင်ပြီးတိုက်ခဲ့တာတွေကိုဘယ်သွားထားမလဲဟမ်ဘာမဟုတ်တဲ့ဗဇက်သမားကိုတွားပြီးချေးကျူးမနေစမ်းပါနဲ့ကွာဒီမဲ့ကိုရမကျုပ်တို့လည်းခမားလောက်မိုက်လို့ဒီအလုပ်လှုပ်ရှားနေကြတာဗျတကယ်အကြောင်းကြီးငယ်ရှိလာရင်မင်းဆိုးရာဇာတွေနဲ့ဆက်ဆံနိုင်တဲ့ဆရာကြီးလိုလူမျိုးရှိနေလို့ငွေနဲ့ပေါက်ပြီးဖြည့်ရှင်းပေးနိုင်ခဲ့လို့ကျုပ်တို့လွတ်ခဲ့တာတွေရောဘယ်သွားထားမလဲကဲပါဗျာချင်းတွေပြေပြေလဲဆွေးနွေးကြစမ်းပါဗျာဆရာကြီးကိုဂုံသေးရှိလူကြီးလူကောင်းလို့ရန်ကုန်တစ်မြို့လုံးကအသိကစားဝိုင်းတွေကလတ်တွေလူကုန်တန်းအသင်းတွေမှာဆိုရင်လေအစိုးရအရာရှိတွေနဲ့လဲဝင်ဆန့်ပြီးနင်းတိတ်ပြီးလူရောဝရတယ်ကောကဲကွာအိုးဘယ်လိုဖြစ်တာလဲအိုးကျုပ်တော့တေးနေတာပါပဲနေကြစမ်းပါဦး
ရာကြီးကြွလာဗလားလာလေးထိုင်မှာစမ်းကြည့်ထိုင်မှာ ဆရာကြီးကိုကိုရမကမကျင်တတ်ဘူးတဲ့သူကိုယ်တိုင်တသိန်းခွဲပြီးဘိုးလုံးမလို့တဲ့ဆရာကြီး အေးယာမတော်ခက်တဲ့ကောင်ပဲမင်းဟမ်မင်းတော်ခက်တဲ့ကောင်ပဲရှင်းတော့လည်းမင်းဘာမှအမျှော်မြင်မရှိဘူးမင်းငါ့ကိုအန်တုလို့ရမယ်ထင်သလားဟမ်အန်တုလို့ရမယ်မင်းထင်သလားဖတ်တုလို့ခ ्यू ခုံအိုင်ပြည့်ုံမရှိဘူးဟမ်ဖတ်တုလို့ခ ्यू ခုံအိုင်ပြည့်ုံမရှိမယ်ခက်တဲ့ကောင်လေးပဲကွာလောကကြီးမှာအလုံးလုံးစားရတာတက်ချက်ပါလားဟမ်အရှင်းတော့မျှော်မြင်ရှိတဲ့လူတယောက်ကနေပြီးတော့မင်းတို့လမ်းပြတာကိုမင်းတို့လိုက်မနာဘူးပုံကံခြင်းနဲ့စိတ်ကမင်းတို့မှဝင်လာတယ်တွေ့ကြသေးတာပေါ့ဟမ်ဓမ္မကြီးဟောဒီဖဲဝင်လေးတွေကိုဓမြောင်နဲ့အပွင့်လေးတွေကိုလိုက်စိုက်တာအင်တန်လွယ်တယ်ဓမ္မကြီးဟောတွေ့လားဟမ်ဓမ္မကြီးနန်းကိုစိုက်တာလည်းလွယ်တယ်တွေ့လားနန်းကိုလည်းစိုက်တာလွယ်ပါတယ်ထက်တာမင်းတို့ငါပြောမယ်ဟောဒီနန်းရံကဖဲဝင်လေးတွေကိုတပွင့်ချင်းမှအောင်ပြဖို့အမှန်ခက်ပါတယ်လွယ်သလားခက်သလားယာမလွယ်သလားခက်သလားပြောသားငါ့ကိုဒီမှာဘိုးလုံးချင်တဲ့ကောင်ဆိုတာဒီလိုပြစ်နိုင်မှဘိုးလုံးလို့ရမှာကွာမင်းငါနဲ့တနာပြင်ပြမလားရောပြစ်ပါပြစ်စမ်းပါမင်းပြစ်စမ်းပါရဲပြစ်စမ်းပါငါ့ကိုပြန်ပြစ်လို့မင်းလက်နှေးရင်မင်းတခါတည်းအသက်ပါသွားမယ်ခွေးမာတာမင်းတို့လူဘောင်းဝါတွေကောက်ပါလားဟမ် Come on, you want to box with me? ထိုးမလား boxing ဟမ်အေးမင်းငါ့ကိုထိုးရရင်ထိုးလေဟမ်ငါ့ကိုထိုးရရင်ထိုးနိုင်ရင်ဘို့လို့တော့ဘယ်နဲ့လဲ Come on, let's box to me. Come on, ထိုးပါ Take up. Hey. ထိုးလို့ချင်ဘို့လို့ချင်ဘို့လို့ချင်တော့ဘယ်နဲ့လဲတော်တော်ရတာရှိသွားပြီဝင်တာတော့ဟမ်ဘို့လို့ချင်တော့ရတာရှိသွားပြီဆရာကြီးရဲ့သူမိုက်လို့ဒီလိုဖြစ်ရတာကျမလည်းအများကြီးစိတ်မကောင်းပါဘူးနောင်ကိုလည်းဒီလိုမဖြစ်စေရပါဘူးဆရာကြီးရဲ့တပည့်လက်သားတွေဆိုတော့ဆရာကြီးဆုံးမရင်လည်းခံရမှာပါပဲဆရာကြီးရဲ့ဆရာကြီးကျင်တတ်ပါတော့နော်သိရင်နင်းယောက်ျားသိမိုက်တယ်ကြည်စမ်းပါရမထားသမ်းပါထားလိုက်လေကို Get up Yama get up I said get up ကဲဘယ်ကောင်ဘို့လို့ရှင်တယ်လဲဘယ်ကောင်ဘို့လို့ရှင်တယ်ထွက်ပါဟမ်မင်းကဘယ်လိုလဲဟောမင်းယာမဘော်ဒီဂတ်လားမင်းရဲ့ရုပ်ခက်လက်ခတ်တန်တာဟမ်မင်းကဘာကောင်အောင်မေးလို့ဟမ်ဘာကောင်ဆရာကိုကျွန်တော်ဘာပြောလို့လဲဆရာကျွန်တော်အမေမွေးကြတဲ့မျက်နှာခက်ဆိုးမလို့ပါဆရာမဟုတ်ပါဘူးကွာရန်ကုန်မြို့ကြီးမှာဒီလောက်တောင်အဆက်မပြတ်တောင်းချမ်းနေတဲ့လူဆိုးတွေတဲကတယောက်တလေတောင်မှမိအောင်မဖမ်းနိုင်ကြဘူးဆိုတော့ဘလောက်ရှစ်เสียကောင်းဟမ်အတင်းစားတွေကလည်းရေးလာကြည်စမ်းတယ်မပလိတ်တွေဘာလုပ်နေကြသလဲတဲ့လူဆိုးတွေမှာကိုပြောက်ဆေးရှိသလားတဲ့ကဲဘလောက်ရှစ်เสียကောင်းလဲဟမ်ဒါကြောင့်လေမုံဘတ်ချစ်ကိုဖွင့်ရမစီပဲကျုပ်ပြန်ခေါ်တာပဲကွမမမင်းကြီးအေးဒီနေ့တော့မင်းကလည်းဒီလူဆိုးတခိုးတွေပပြောက်အောင်တာဝန်ယူရမယ်ကြိုးစားရမမကျွန်တော်မျိုးအထူးကြိုးစားပါအေးဝင်တာမင်းအရေးအချင်းကိုငါသိဒါကြောင့်လေ
မင်းကိုတမင်ရွေးပြီးမှားတာပဲဟဲ့ကြိုးစားကြပါကွာ ကိုချင်းရာစုဝင်ကြီးနဲ့တွေ့ခဲ့ပြီလားယင်ဘာများပြောလိုက်သေးလဲဟင်ကိုချင်း လူဆိုးတွေကိုမြန်မြန်မိအောင်ဖမ်းဖို့ပြောတာပါပဲမြရဲ့ ကြိုးစားရမှာပေါ့ကိုချင်းလေမြနဲ့မေမေလဲရန်ကုန်မှာခုလိုဖះလဲလာဖူးရမင်္ဂလာဆောင်ကိစ္စအတွက်လဲဝယ်ရချမ်းရပြီးတော့ကိုချင်းလဲယာရုတို့ရဆိုတော့အမလီစုပ်ကောလက်ကောစုံနေတာပါပဲလားကိုချင်းရဲ့နော် ကချိုအစဘယ်လား2 bottle of beer please ကစားဖို့ကြမ်းလာပြီလားဗျ ကျုပ်တို့မင်္ဘာကလပ်မှာတော့ဒီလူကအချမ်းသာဆုံးပဲဗျ ထိုးပါထိုးစမ်းပါ ပျော်ကစားနေတာပါဗျာပစ္စည်းတွေကပေါ်တော့လည်းပဲဒီလိုပဲကြမ်းဖန်ပြီးဖြုံးနေတာပေါ့ဗျာ ကြည်စမ်းဘယ်လောက်ရှိလဲဟာစားတယ်ဒီမှာတေးသုံးလုံးမရတေးသုံးလက်တွေစားလက်တို့ပါဒီပွဲတော့ရနာရှိရနာစုဆိုတာအဲ့ဒါပြောတာပေါ့ဗျာခင်ဗျခက်တယ်ဟို အဲ့စီဒီလူတော်တော် boss ကြတယ် ချို ဟမ်သူတော့တဲ့ secret ဘူးကိုကြည်စမ်းတော်တော်ကိုဖူးတန်တာဗျ ထိုးစမ်းပါဗျာ အေးရဒီကလပ်ကိုကျုပ်ပဲခေါ်လာတာဥပတ်ချစ်ရဲ့ဒီနေ့ငွေ5,000လောက်ကိုတော့လေအရှုံးခံပြီးကစားနိုင်တဲ့လူဗျ ဟေးဒီစမ်းမဝင်ဝေးလုံးကွာ ကကြီးထိုးယူလားမကိုင်းနဲ့ တော့တော့ငွေပေါ်နေတာ ဒီမှာ ဘာလဲဘူး သူ့ဘေးကနေ ဘယ်လောက်ရှိလဲဗျာဘယ်လောက်ရှိလဲဘယ်လောက်ရှိလဲ သူကြည့်ရတာတော့ ဒီမှာ ခတ်ပေါ့ပေါ့ဗျ ဒီမှာစားရတယ်ခင်ဗျာ တနေ့ကတရုတ်ဟိုတယ်မှာလေကစားဝိုင်းနဲ့သူ့ကိုတွေ့ ရနာရှိရ အမလေးဗျာ ထပ်ပြောအောင်ပဲ CID ရဲ့လို့မပြောရဘူးဒါတော့တော့အင်ကွာရီလိုက်မနေစမ်းပါနဲ့ဗျာကဲကျုပ်မိတ်ဆက်ပေးမယ် ချိုး အာဒုက္ခရအင်းကငွေ600ပါလာတာ300ကုန်ပြီဗျအိမ်ကို300လုံးမှပြန်ပါမသွားရင်အိမ်ကမိန်းမကတကြီးဗျ ဒုက္ခပါဗျာခင်ဗျာဒီမှာအိမ်ကမိမကြောက်ကျတို့ဝိုင်းတော့ဘယ်တော့မလာနဲ့ဒါပဲဗျာလို့ချိုး ဥအောင်တင်ဒီမှာ CID ဥပတ်ချစ်တယ် hello please to meet you ဒါကဥအောင်တင်မှာတထင်းမင်းဥအောင်တင်လေ ဟုတ်ပါကျွန်တော်အောင်တင်ပါ အခုလိုတွေ့ရတာအများကြီးဝင်လာပါလေဥအောင်တင် ကျုပ်ကလည်းခုလိုတွေ့ရတာအများကြီးဝန်တာပါတယ်အရှိခွက်ကြီးဒီမဲ့ secret ဘာမှပြမတယောက်တည်းတော့တဲ့ secret လေးလောက်ပါ come on smoke please ရတော့ပါအောင်လားရလုံးတော့အရှိဘယ်လား one bottle beer လောက်ပါစောက်တော့ပါအောင်ဗျာ beer တစ်လုံးတော့ရပါတယ်ဗျာအခုလိုကျွန်တော်ရဲ့ထမင်းစားပွဲကိုကြောက်ချင်းမြလာကြတဲ့လူကြီးလူကောင်းတို့ဟာကျွန်တော်အနေနဲ့အထူးကျေးဇူးတင်ပါတယ်လောကကြီးဟာစိတ်ညစ်စရာစိတ်မချမ်းသာစရာလောကကြီးရဲ့လို့ကျွန်တော်ဘယ်တော့ခါမှမအောင်မေ့ခဲ့ပါဘူးအဲ့ဒါကြောင့်မို့လို့ယခုကြောက်လာကြတဲ့ဂုံသေးရှိလူကြီးလူကောင်းများကိုလည်းကျွန်တော်လိုပဲလောကကြီးဟာအင်မတန်ကြည်နူးစရာစိတ်ချမ်းသာစရာပဲလို့စိတ်ထဲမှာအမျက်မှတ်ပြီးတော့ကဒီနေ့ဖို့ပျော်ပျော်ပါးပါးကြီးနေလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အခုသမင်းစားဝဲမှာလဲတက်ပြောဝဲစားပါအက်တီကက်တို့ယဉ်ကျေးမှုတို့မလိုပါဘူးဟုတ်တယ်ဒါပေမဲ့ကျွန်တော်တခုပြောရစီဟုတ်တယ်လိမ္မော်သီးကိုပဲနှလုံးထပ်ပြီးစားရင်စားကြပါလို့ကျွန်တော်ပြောပါဒါပေမဲ့ငါပြောသေးတော့တစ်လုံးပဲစားကြပါနော်ကျွန်တော်သမင်းစားဝဲမှာပျော်ပျော်ပါးပါးကြီးနေကြတယ်ဆိုတာကိုကျွန်တော်လို့ရှိပါတယ်ခင်ဗျာဒါပါပဲကျေးဇူးတင်ပါတယ် ဟုတ်ကဲ့တထေးကြီးဥအောင်နေကိုလည်း
ကျွန်တော်တို့ကျေးဇူးတင်ပါတယ်ဗျာ ဟုတ်ကဲ့ဟုတ်ကဲ့ ကျွန်တော်တို့လည်းပဲအားလုံးပဲပျော်ပျော်ရွှင်ရွှင်ရှိနေပါတယ်မိတ်ဆွေအားလုံးကိုပျော်ပျော်ရွှင်ရွှင်အောင်လုပ်တတ်တဲ့ဒီလူပြိုကြီးဥအောင်တင်အတွက်ပျော်ရွှင်စရာကောင်းတဲ့အိမ်ရှင်မချောချောလှလှလေးတယောက်အမြန်ဆုံးရပါစေလို့ကျွန်တော်တို့ကပဲဝိုင်းဝန်းပြီးတော့ထူတောင်းပေးပါတယ်ဗျာ no မလုပ်ပါနဲ့ဗျာမလုပ်ပါနဲ့ဒါတော့မလုပ်ပါနဲ့ဗျာဒါတော့ကျွန်တော်တောင်းပါပါတယ်ခင်ဗျာအများကြီးပြောတယ်နောက်လဲအခုလို့ခဏခဏပြောပါမယ် ဟုတ်ကဲ့ နောက်ပြီးတော့လေဒါပါပဲအလုံးနာထောင်ကြဒီမှာကြည့်စမ်းငါမနေ့ကဝဲလာတဲ့စိန်တိုက်ကစိန်လက်ပတ်ကျိုး လှရချင်း အဲ့ဒီစိန်တိုက်ကိုဝင်စီးရရင်ပွားမယ် အလုံးနဲ့ကြည့် တော်တော်ကိုကြည့်တဲ့ဆိုင်ပဲအင်းကမင်းတို့ကငါပြောထားတဲ့နီးတိုင်းမင်းတို့တက်ရလိမ့်မယ်ကြားလားလားမ စိတ်ကချပါဆရာကြီး ရမပြောတနာဒီ6လုံးမျိုးကငါအတက်ရာစင်တဲ့6လုံးမျိုးနော်အဲ့ဒါမင်းကောင်းကောင်းကြိုင်ပြီးတော့ပဲငါမှာတဲ့ဥတွေပေါင်းနေရမယ်လိုက်ရလိမ့်မယ်ကြားလား အဲ့ဒီအတွက်ခက်နေတာပေါ့တနက်ကို6ယုံလှိုက်ယုံလေးတုံးနေရတော့တကယ်အချင်းကြက်ကြရင်တော်တော့ကိုခက်တယ်ဆရာကြီးကလေးကစားစရာဂျပန်တနက်ကလေးနဲ့တူးမလီဘူးလားလို့ဒီလိုဆိုရင်ဒီတနက်ကရတာအပူပဲပေါ့ အေးပူစီကွာဒါအမေရိကန်မှာမဟုတ်ပဲကွာမင်းခိတ်တာကွာပစ္စည်းတိုက်တဲ့အသင်းကလူသားအသင်းဖြစ်နေမယ်ပစ္စည်းလူလို့ပလက်ကဖမ်းရင်ငါပလက်ကိုငွေနဲ့ပေါက်ပြီးရွေးလို့ရတယ်လူသားမှုဖြစ်လာရင်ခက်တယ်မဟုတ်ဘူးလားမသိရင် ဟုတ်တာပေါ့ဆရာကြီးရဲ့ ကြာမင်းဆင်းကြတော့မရဘူးကွာအခုပလက်ကမြေလှမ်းရှာမတတ်လုပ်နေတယ်နာမကြီးတဲ့ထူးစွန်တော်ဥပချစ်ဆိုတာရောက်နေကြားသလားမင်းတို့အဲ့ဒါ သူတို့ကတိတ်ကြတာပဲဆရာကြီးပြောတဲ့အတိုင်းသာလုပ်မယ်ဆိုရင်ဘယ်လောက်များကောင်းမယ်ဆိုတာသူတို့နည်းနည်းမှမစင်စားဘူး ကဲမသိရင်အခုအစီအစဉ်မှာမင်းကအဓိကပဲပြီးရှိပြီစင်နော်ကြားလားငါပြောတာ အော်စိတ်ချပါဆရာကြီးရဲ့စိတ်ချပါ ကဲသွားကြဘယ်စောက်လားဘာလို့ရှိပါလဲခင်ဗျာအမရှိပါ အေးဗျာကျွန်တော်အမျိုးသမီးပူဇာလို့လက်ဝိတ်ရတနာလေးပါလေးဝယ်ပေးဖို့ဝင်ကြည့်တာဆိုတော့ဗျာ ဩရပါတော့ခင်ဗျာကြည့်ပါစိန်တွေကမကြက်ရင်လည်းအကြီးကောင်းဆုံးကြောက်စိမ့်တစ်ဆက်ဗရမညာတစ်ဆက်လက်ဝိတ်ရတနာတွေကလည်းအဆုံးရှိပါလေဗျာဈေးကတော့ အိုးဈေးကအကြောင်းမဟုတ်ပါဘူးလေ ဟုတ်ပါတယ် အိုးတိုက်ဖွဲဗျာလာဝယ်တာမှမဟုတ်ပဲ ဟုတ်ကဲ့ သူတန်ဖိုးနဲ့သူရှိရမှာပေါ့ဗျာပစ္စည်းကြိုက်ရင်ဘလောက်အဖိုးပဲရှိပါ ဩစိတ်မရှိပါနဲ့ခင်ဗျာကျုပ်ကထုံးစံမှုပြောတာပါ ကဲတမျိုးစီပြစမ်းမအောင်ရှင်းကြည့်အောင်ပြစမ်းမအောင် ဟုတ်ကဲ့ခင်ဗျာဟောလာကစိန်လေတုံးခင်ဗျာဟောလာကစိန်လက်ကောက်နော်ဒါကစိန်လက်ဆိုပုံစံကအမျိုးပဲဗျာ ဆိုတော့အဲ့ပုံစံလေး ကြည့်စမ်းမောင်ကြီး ဟုတ်ကဲ့ ဒီစင်တို့လေးကလေတိတ်လာတာပဲမောင်ကြီး ဟုတ်ကြည့်ပါခင်ဗျာ တိတ်ကြိတ်တာပဲ ဩသူစားတိတ်ကြိတ်တာဟုတ်လား ဟင်ကိုရမ ဘယ်လိုလဲမသူစားဘယ်လိုလဲဟမ်ကျုပ်တယောက်လုံးငုတ်တုတ်ရှိနေရဲ့နဲ့မင်းဒီအချိုးမျိုးချိုးတာဘယ်လောက်ရက်စက်ရကြတာလဲဟမ်တိတ်ပြောနေတယ်ဟုတ်လားဟမ်မသူစားတိတ်ပြောနေသလားပြောစမ်းပါ အိုးဒီလိုပါကိုရမရဲ့ဟိုကျမလီကျမ ဒီမှာမိုက်စေခင်ဗျာအေးငါကမတ်သူစားရဲ့ယောက်ျားခင်ဗျားတွေဘာတွေလုံးမနေလဲဒီမှာကိုလူကဲမတ်ရွှေသူစားဟောဒီလူကြီးမင်းကိုတော့ကျုပ်ကစိန်ရင်တို့တွေဘာတွေမပေးနိုင်ဘူးဗျာကျုပ်ဝယ်ပေးနိုင်တယ်ဟောဒီစိန်လေဝါပူပူနွေးနွေးလေးယော့ ရှင်ကျမမနှိမ့်စနဲ့မစော်ကားနဲ့ရှင်လူမဟုတ်ဘူးလားကိုရမရဲ့ရှင်လူမဟုတ်ဘူးလား ခင်ဗျာတော်ရက်စက်ပါလားဗျာဟဲ့ကွာဟိုမစိတ်နဲ့ပြည့်စည်တယ်ယူသွားပြီလုံကြပါအောင်ဗျာလုံကြပါအောင်ဗျာ လိုက်အောင်မောင်ထွက်ဟဲ့အောင်လာမင်းအင်းစင်းနေအောက်မှာကားရှိတယ်မသိရင်တော့ကိုမြင်နေလိုက်သွားဟေးဘယ်သူမှမကတ်ကြနဲ့တော့ဘယ်သူမှမကတ်ကြနဲ့ဟောဒီမှာတဏ္ဍတွေ့လားဟောဒီမှာတဏ္ဍဤရတာမလုပ်ကြနဲ့အိုး
ဟိုအဖိုးကြီးကျုပ်တော့ကိုဘာလို့လိုက်နေတာလဲဟမ်မလိုက်နဲ့တော့မလိုက်ခဲ့နဲ့ကြည်စားကြည်စားကဲဟာဘယ်မှာကြိုင်းခဲ့လဲပြောစမ်းငါ့ ဟို तू မလာဝဲလို့ခြံထဲကအိမ်မှာနေခဲ့ပါတယ်ဆရာကြီးရယ် ဘာပြောလဲ ဟိုပိုင်ရှင်ကိုတနတ်နဲ့ပြစ်ခဲ့ပြီလို့ဆရာကြီးအပြစ်ပေးမှာကိုကြောက်ပြီး ခင်ဗျားကလင်းကိုကာဝယ်မနေပါနဲ့ဗျ အိုးမဟုတ်ပါဘူးရှင် တနက်လည်းမပေးလိုက်ဘူးတိန်လေတုံတစ်ခုလည်းမပေးလိုက်ဘူးတစ္ဆာဖောက်တာကိုကာဝယ်မနေပါနဲ့ ဒင်းတို့လင်မယားငါစိတ်ကိုသိရမလား ဟုတ်ကဲ့ရှင် ဟင်ခွေးမာသာလှုပ်လိုက်ရင်ဒီတိုင်းကြီးပဲငါအစရထင်သားပဲလို့ဖြစ်လိမ့်မယ်လေလှုပ်လိုက်ရင်အရာနဲ့ကြောင်းကြောင်းကြီးပဲစိတ်ကိုမချဘူးလက်ထက်တနတ်ရောက်တဲ့ဆိုတာနဲ့ကိုသူ့ရပြောင်းသွားတာလိုက်ခင်ငါနဲ့အားလုံးစုhello ဥပချစ်ပါလား Good morning အိုးဘယ်နဲ့ဥအောင်တင်ပါလားဗျကြည်ရတာရေးကြီးတုတ်ပြန်နဲ့ဘယ်ကြွမလို့ပါလဲဥအောင်တင်အိုးကားပေါ်မှာလဲတပည့်တပန်းနေစုံလို့ပါလားဟမ် ဩဒီလိုပါကျွန်တော်ကိစ္စလေးတစ်ခုရှိလို့ပါနောက်မှတွေ့ကြသေးတာပေါ့နော် I'm sorry ဗျာသွားလိုက်ပါဦးမခရီးပါအောင်ကျွန်တော်ချစ်တဘောဘောကွာအနည်းဆုံးဌာနကပလိတ်တွေကိုခေါ်သွားပြီးဖမ်းဖို့ကွာဟုတ်ပြီဘယ်ကောင်တကားဖွင့်စားရမတကားဖွင့်စားလို့ငါပြောနေတယ်နော်မင်းငါအကြောင်းသိတယ်မလားရမမြန်ဖွင့်စားတကားကိုခွေးမာသာသစ္စာပေါက်မင်းအပြစ်လေးသွားမယ်နော်ကျုပ်ဘာလို့ဖွင့်ရမှာလဲဗျဘာလို့ဖွင့်ရမှာလဲဟင်မင်းမဖွင့်ဘူးလားဖွင့်မှာတခွန်းမယ်ပြန်ငါ့ကိုအရင်ကဆရာကြီးဒီကောင်လည်းကမှတနတ်ရှိတယ်ဒီကောင်ငါ့ကိုအန်ကျွန်းတည်သွားမှာဟောရမတကဖွင့်ကဲဖွင့်ရဘာလို့လဲဘာကြောက်သေးလားဟမ်ကြည့်စမ်းမဒီလိုဖြစ်နေမယ်ဆိုတော့ငါစတယ်ငါသိတယ်ဒါမှမဟုတ် तू မရအောင်ငါရှေ့ကတင်ပြီးငါထဲကိုဝင်သွားဒီကောင်လက်ထက်မှာတနတ်ကြိုင်ရရင်သွေးပြောင်းတယ်ငါတန်းနဲ့ဆိုးနေကြရတဲ့ချင်းမသိရင်သေပြီဘယ်လိုလုပ်မလဲငါတို့ဆရာဒီခြံထဲမှာထောက်ဖြစ်ပြန်မကောင်းဘူးလားဒီဟုတ်တယ်လွတ်ကြလို့မြန်ဒီကောင်လာစမ်းအလောင်းမဆမ်းပါကွာရက်ကြည့်မနေစမ်းလာဆမ်းပါလို့ဆိုနေမှာဟယ်လိုဦးအောင်တင်ဘယ်လူဖြစ်တာလဲဥအောင်တင်ခင်ဗျဒီလိုပါမပြောပါနဲ့ဥပချစ်ကကျွန်တော်မစိတ်ရှုပ်ပါတယ်ကျွန်တော် channel မှာဟောဒီသေးတဲ့မိန်းမနဲ့သူလင်းသူနေကြတယ်လေအဲ့ဒါရန်ပြင်းကနေစပြီးတော့လက်လုံကုန်ကြတယ်ဆိုပါတော့ဟုတ်ကဲ့အလောင်းအောက်ချစမ်းပါကွာအောက်ချစမ်းပါသူပြောတာလေတခုမှမဟုတ်ဘူးဆရာကျွန်တော်တို့ဂိုင်းရဲ့ခေါင်းဆောင်သူပေါ်အောင်နေမှာပဲဆရာဟောဒီကျွန်တော်လက်ထဲကစိတ်နေတုန်းကမနေ့ကတိုက်လာတဲ့ပစ္စည်းပါဟောဒီ6လုံးမျိုးကတမရတိုက်ဖို့ဘိုးအောင်နေပေးထားတဲ့6လုံးမျိုးပါသူ့ကိုရင်ပါမှာကြာသူ့ကိုရင်ပါမှာကျွန်တော်သူ့ရှိမှာအကုန်မပြောရဘူးဆရာကျွန်တော်ကတဲ့ရောက်မှအကြောင်းဆုံးရှင်းပြစီဆရာ
Yama. This is about Yama. Hey, mother. Hello, let it Kaiser. Whenever I want it. I'm sorry. Kajama Chi Shenjala boy. Hala. Judy is Judy. Yai, ကိုကိုချစ် Kana Lazama Unque. ဘာများတော့ကိုကိုချစ် Horima, the dinner Yaroli. Ugo Chico, a new Chijugan point her arm. Yai. အမေ Jesus, Yama lives in Gondi Mali. A two Chiju died for some doughty Uba chip. အမေ In new. Oh, Horima, Julia the dinner. Yana a lin Saint Dago, a new Jan Sigedo, who on the net of well. Some doughty Uba chica, and all way are pandy like chin. အမလီတကယ်ကိုအကြီးကျယ်ပါပဲလားအဲ့ဒါတွေဝင်းတာပြီးတင်းတိမ်မနေနဲ့အောင်နော်ကိုရောရဲ့မင်္ဂလာဆောင်မှုကိစ္စကိုလည်းမမေနဲ့တိုင်ပင်ကြပါအောင် စိတ်ချပါမြရဲ့ပါလေကိုချစ်ကိုမယုံလို့လား ရှုံမှုအဓိကရလူစိုးကိုင်းကြီးကိုတော့မိအောင်ဖမ်းနိုင်တဲ့ပရိယေများလာတဲ့ညံကြီးရှင်မှုအဲ့ဒီညံမျိုးပရိယေမျိုးကိုကြောက်နေရတာပေါ့ကိုချစ်ရဲ့ မုံဘတ်ချစ်ဘူအောင်တင်ကတော့ရှင်းနေရှိရတဲ့ငွေနဲ့ပေါက်ငှားပြီးအာမခံရအောင်ကြိုးစားနေလေမင်းဘယ်လိုသဘောရလဲကိုယ် ဒီလိုရှိပါတယ်မင်းကြီးအနုချမ်းစီးမှုတစ်ခုအတွက်ကတော့သူစူးစမ်းလို့ရရင်ရမှာပေါ့ဒါပေမဲ့လွန်ခဲ့တဲ့2နှစ်လောက်ကပြေမြို့ကတတိဦးတင်းကိုတတ်ပြီးလူယူသွားတဲ့6လုံးမျိုးဟာသူ့လက်ထဲမှာမိထားတော့ရာဇသက်ပုံမှာ302ကိုမကျူးလွန်ဘူးလို့မပြောနိုင်ပါဘူးမင်းကြီး ကောင်းပြီလေဒီတော့ ကျွန်တော်မျိုးဒီလိုလုပ်ချင်ပါတယ်ဝိလုံနာတွေနဲ့ချီမရှုပ်ခင်အမှုအားလုံးဖြောင်းညက်ပေးဖို့ရယ်စိန်တဲကပစ္စည်းတွေပြန်ရဖို့ရယ်ကျွန်တော်မျိုးအိမ်မှာဘုံအောင်တွေကိုခေါ်ပြီးပရိယေနဲ့ချော့မေးချင်ပါတယ်မင်းကြီး အေးကွာမင်းမဲတော်တယ်လို့ကြည်လို့ပေါ့ကွာ မောင်ဖို့မလာတော့နင်းလာတာရှိရှစ်လာရာရီရှိပြီမောင်ဟုတ်ရဲ့မိကနေသလားရဲ့ဆက်လေးဟီလုံငါတဲ့နှစ်လောက်တော့ဓမြတ်တရင်တွေ့ခဲ့တဲ့အိမ်ကတွေ့တူချင်းငါရင်နဲ့လှုပ်ရှားခဲ့ရတယ်ညဆိုတဲ့အမျိုးသမီးပါလားလက်ဆက်သက်တော့ လှုပ်စမ်းပါဦးအောင်လေရင်အေးသွားအောင်လိမ္မော်ရည်လေးဗျာကျိုးရင်မှာတော့ဘီယာမရှိဘူးဗျဒီအမှုတွေနဲ့ပတ်သက်လို့ခမရဘာပြောချင်သေးလဲဦးအောင်လေ ကျွန်တော်ဝလုံငားမယ်ထွက်ပေါက်ရှာမယ်လေဒါပဲ ဝိလုံငါလို့ဘာချိုးမှလဲဦးအောင်လေအမှုတွေအားလုံးလူကထင်ရှားနေတာဗျ ဒါကပလိတ်ချင်ပဲဗျာကျုပ်လူစိုးဖို့ဓမြခေါင်းဆောင်ဆိုတာပလိတ်တွေကဘာသက်သေပြနိုင်လို့လဲပြောစမ်းပါဦးကျုပ်တပည့်ယာမကကျုပ်ကိုမုန်းလို့ပြောတာကိုကျုပ်ကလူစိုးဖို့ဖြစ်ရတယ်လားပြောစမ်းပါဟမ်ဥပချစ် သူကြည့်ရတာတော့လူကြီးလူကောင်းတယောက်လိုပဲနော်ရာစုအုပ်ကလေး
ဒါပေမဲ့တိတ်ကြောက်စရာကောင်းတဲ့လူအမရဲ့ အော်ဘူအောင်တင်ဘူအောင်တင် ဩဓမ္မဦးအောင်တင်ကစာပေးခိုင်းလိုက်တယ်ခင်ဗျာ ကောင်းပါပြီခင်ဗျာကောင်းပါပြီခင်ဗျာဗါတယ်ဥရွှေဘလာချစ်ဖို့အိမ်သာရှေ့လာမှာရင်ကားဘီနဲ့မာလာဆောင်စောက်မျှော်ပါဆိုပါလားဟုတ်ပြီစာတလုံးကျော်ဖတ်လိုက်ရင်ဥပတ်ချစ်အိမ်ရှေ့မှာကားနဲ့လာဆောင်ပါဟုတ်ပြီဟုတ်ပါပြီဟယ်လိုမမခုစကားပြောနေတာမောင်ဘတ်ချစ်ပါမစစ်စရာရှိတာစင်ပေးပြီးရင်ဘော်နီကိုစတီဝတ်ထောင်ကိုပို့လိုက်ပါမယ်မင်းမကျွန်တော်မျိုးခုဝယ်လာခဲ့ပါမယ်ကဲမြတ်ကြီးမင်းကြီးကခေါ်လို့ကိုချစ်သွားလိုက်အောင်ပြန်လာမှပဲစမ်းရပြင်တာပေါ့ကွာနော်ကဲကိုစီမောခင်ဗျကြွရင်မှစောင်းနေကြကျုပ်ခုပဲပြန်လာခဲ့ပြီလားဦးအောင်နေနာနေပေါ့ဗျာလူကြီးလူကောင်းတယောက်လုံးနေရမယ်လို့ကျုပ်ယုံကြည်ပါစိတ်ညစ်လိုက်တာနော်ဖြတ်တာပြစ်လိုက်ချင်တော့တာပဲပြင်လို့ကိုမရဘူးဘာဖြစ်လို့ပဲလဲခင်ဗျာစံတရားပြက်လို့လားကျွန်တော်ပြင်တတ်ပါတယ်ခွင့်ပြုလို့ရှိရင်ပြင်ပေးချင်ပါတယ်ခင်ဗျာအော်ဒါဖြစ်ရင်လည်းတစ်စိတ်လောက်လာကြည့်ပေးပါလားရှင်ဟုတ်ကဲ့ကောင်းပါပြီခင်ဗျာဘယ်နဲ့လဲဖိပြီးတီးပါမြရှင်ကျမနာမည်ကိုအိုးကျွန်တော်မကောင်းပြီပါလားခင်ဗျာနားချလို့ဖြစ်ပါလိမ့်မယ်မကောင်းပြီပါဘူးကျွန်တော်ဟုတ်ကဲ့စန်းရတော့ကောင်းကောင်းတီးတတ်မှာပေါ့နော်အစင်သိနှုံတချင်းတစ်ပုတ်လောက်စိုးတီးပြပါလားရှင်ရပါတယ်ခင်ဗျာရပါတယ်ဟိုဒါပေမဲ့ကျွန်တော်ကတရားခံဖြစ်နေတော့ကဒီကရဆိုးအုပ်ကလေးရဲ့ခွင့်ပြုချက်ရမှာဖြစ်မှာကိစ္စမရှိပါဘူးတီးနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဘာသချင်းနားထောင်နေလဲဟိုပြောပါဝဲရဲကကန္နမတောင်တီးပြပါလားရှင်ကန္နမတောင်ဟုတ်ကဲ့Say
ရှင်လာကြပါဦးလာကြပါဦး မပြင်းနဲ့နော်မင်းငါဘာချင်တယ်လဲကဲဒီမှာအကုန်လာတော့ဒီနာကိုလာဒီနာလာထိုင်ဒီမှာထိုင်ဘယ်လိုလဲရစိုးကလေးစမ်းတဲ့လက်သာနားထောင်နေလက်တိတောင်မရှောင်နိုင်တော့ဘူးပဲရားရတနတ်တောင်လူခံလိုက်သေးတယ်ဟမ်ဘောနေမှသိပြီလားခင်ဗျမလုံနဲ့တော့မလုံနဲ့ဆိုရင်မလုံပါနဲ့ဒါပဲကျွန်တော်ပြောမယ် ဆရာကအိမ်အောင်ရောက်နေဆရာကြီး ဟေးသူကမင်းတော်တယ်ကွာ ဟုတ်ကဲ့ဆရာ ဒီမဲ့အားလုံးကိုကျွတ်တုတ်ဆန်း ဟုတ်ကဲ့ဆရာ ဟိုပလိတ်ကိုအရင်တုတ် ဟေးရှာပါ နော်ဟိုပလိတ်ကို ဦးအောင်တင်ရဲ့ကျမ ဒီမဲ့ကျမတွေဘာတွေလုံနေစမ်းမနဲ့မင်းငါနဲ့တပါးတည်းလိုက်ခဲ့ရမယ် ရှင် ဘောနေဆိုတော့ဘာကောင်းကိုမှမကြောက်ဘူးကွာနားလဲသလားမင်းအကောင်ကိုငါနှောက်ရှက်လေဘာဖြစ်လို့လဲသိလားငါ့ကိုသူနှောက်ရှက်သွားတယ်နော်ငါ့ကိုဒုက္ခပေးတဲ့သူကိုငါဒုက္ခပြန်ပေးရမယ် ဖေ လာစမ်းမမီးရဲ့ယာရုတက်မဲ့ယာရှိကြရဲ့လာစမ်းမဘောနေချောင်းသိပြီဟမ် You know who I am Bo Aung Din လာလိုက်ခဲ့ ရှင် လိုက်ခဲ့ပါ Bo Aung Din ကွာ Bo Aung Din တွေ့နေလို့အနှံ့ရှာပြီးဆရာလူတယောက်မှမရှိဘူးတော်စမ်းမှန်ကွာမင်းကိုအသုံးမကျဘူးဟောဟိုစပွဲကစားမလားပေးစမ်းငါ့ကိုဥပချစ်ဇနီးလောင်းကိုတစားကံဖြစ်ခေါ်သွားပါသည်ပလိမ့်မာနဖြင့်ရန်ကုန်မှာမြေလန်းရှာလဲတွေ့မြင်မဟုတ်ပါ Goodbye ဥပချစ်ခမည်းပြောသလို Judas Judy ပေါ့ဗျာဟင်ဒုက္ခပါပဲဗျာကဲဘယ်နဲ့လုပ်ကြမလဲကွာဘယ်နဲ့လုပ်ကြမလဲ ကျိတ်လို့ပြောတော့ဝင်ကြတယ်ပေါ့ဟလားဟာယူရောပဲရှိပါပေါ့ဟမ်လက်ထက်ကသနက်တွေအောက်ချလိုက်ပါဥပချစ်ဟုတ်ပြီဒီလိုမှပေါ့တစ်စိတ်ထိုင်စမ်းပါဦးများဥပချစ်တို့ပြောပြရှိလို့ပါ I'm sorry ဗျာ very sorry ဥပချစ်ခင်ဗျားဇနီးလောင်းလေးကိုခင်ဗျားသိပ်တွေ့ကြမှာပေါ့နော်ဒုက္ခရေဆရာဥပချစ်ကဇနီးလောင်းကိုခေါ်ခဲ့စမ်းပါကွာဟုတ်ကဲ့ကျုပ်တခုပြောစမ်းမြစီဥပချစ်အားလုံးလူရဲမှုတွေတိုက်မှုတွေကျုပ်တယောက်ထက်တောင်းယူတယ်ကျုပ်တပည့်တွေအားလုံးကိုထွက်လိုက်ပါဝလုံငါပြီကျုပ်ငွေနဲ့ပေါက်မယ်ဗျာကဲဒါတော့ကျုပ်ကုသိုလ်ပါဗျာနော်လွတ်ချင်လည်းလွတ်မယ်ထောင်ချရင်လည်းကြမယ်ဒါတော့ဘယ်တတ်နိုင်မလဲဥပချစ် Secret sir တော့ပါမာပြည်တပြည်လုံးမှာကျုပ်တယောက်ထဲတောက်တဲ့ secret ပါဒုက္ခရေဒီရစိုးကလေးနဲ့ plate တွေကိုကျိုးနဲ့တုပ်ပြီးခန်းထဲခေါ်သွားစမ်းကွာဟုတ်ကဲ့ဗျဟာဖြည်းဖြည်းလုပ်ပါဖြည်းဖြည်းလုပ်မှာပေါ့ဘယ်နဲ့လဲငါလက်ခုပ်တည်းရေးပါကွာဖြည်းဖြည်းလုပ်စမ်းပါဘုရားကြီးခင်ဗျားလည်းအကျိုးရှိမယ်နော်ကျွန်တော်စကားတစ်ခုပြောပြတယ်ဒီကိစ္စကခင်ဗျားပြီးတာပါခင်ဗျားကျိုးရှိရသိမ်းထားတဲ့စက်တည်းဦးသိရဲ့တနတ်ကိုကျွန်တော်ပြန်ပေးစီချင်ပါတယ်ဗျာဘယ်နဲ့လဲခင်ဗျားကျွန်တော်ပြန်ပေးရင်ဟောဒီမြတ်မြတ်ရုံကိုကျွန်တော်ပြန်လွှတ်မယ်ခင်ဗျားတို့မင်္ဂလာဆောင်တဲ့အတွက်ငွေ2000လက်ဖွဲ့မယ်ဘယ်နဲ့လဲဥပချစ်ပြောစမ်းပါခင်ဗျားကိုကျွန်တော်အများကြီးတောင်းပန်နေတာပါဒီတနတ်ကိုတော့ကျွန်တော်ပြန်ပေးပါဗျာဒါမဲ့ကြည်စမ်းမမြဝင်းကိုခင်ဗျားမချစ်ဘူးလားကြည်စမ်းမအောင်ဘယ်တော့တနာစရာကောင်းတယ်လဲကိုချီသူပြောတဲ့အတိုင်းမဖြစ်နိုင်ဘူးလားယင်ကိုချီမဖြစ်နိုင်ပါဘူးညရဲ့မဖြစ်နိုင်ပါဘူးဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူးကွာဥပချေခင်ဗျစဉ်းစားပြီးလုပ်ပါနော်ခင်ဗျစဉ်းစားပါဦးများဒါဖြင့်ခင်ဗျဇနီးလောင်းကိုခင်ဗျဆွန့်ပစ်လိုက်နိုင်တယ်ပေါ့ဟမ်
မမြဝင်းကိုခင်ဗျတကယ်မချစ်ဘူးထင်တယ်ကျွန်တော်ဒီမှုတစ်ခုတည်းအတွက်ခင်ဗျကိုကျွန်တော်တောင်းပန်နေတာပါအမှန်ပြောတာပါလူသားမှုဆိုတော့ကျွန်တော်မခံရဘူးအခြားတိုင်းမှုတို့လူရဲမှုတို့ဆိုရင်ကိစ္စမရှိဘူးကျွန်တော်ခံမယ်ကျွန်တော်တပည့်တွေတော့ကျွန်တော်ဒုက္ခမြောက်စေချင်တာအမှန်ပဲဥပချစ်စဉ်းစားပါဥပချစ်နော်ကိုကြီးသင်းလို့ကျွန်တော်ခင်ဗျရှိမှမြစ်တရားခံနေတာပါဒီသနာကိုခင်ဗျပြန်မပေးရင်တော့ခင်ဗျနဲ့မမြဝင်းကွဲမှာအမှန်ပဲခင်ဗျ ကိုချင်း ဒီတဲ့နဲ့အကြောင်းကိုမင်းကြီးသိနေလို့ကျုပ်ပါဒုက္ခဖြစ်သွားမှာပေါ့ဗျာ မင်းကြီးသိတော့ဘာဖြစ်တယ်လဲလက်ထက်မှာတက်တယ်ဘာရှိတယ်လဲပြောဟမ်မင်းကြီးနဲ့ခင်ဗျနဲ့စကားပြောနေတော့မမြဝင်းရဲ့အဲ့ဒီသနာယူသွားတယ်မမြဝင်းကိုပြန်လွှတ်လိုက်တယ်သနာကိုသူယူတယ်ပြီးရောပေါ့ဗျာရှင်းပါတယ်ဒီဥစ္စာ မဖြစ်နိုင်ပါဘူးဗျာမဖြစ်နိုင်ပါဘူးကျုပ်အလုပ်ဝတ္တရားကိုယူသေးရမယ် ဒီမဲ့ဥပချစ်ခင်ဗျာကိုကျုပ်နောက်ဆုံးမေးမယ်ခင်ဗျာအလုပ်ဝတ္တရားနဲ့ခင်ဗျာရဲ့ဇနီးလောင်းဘယ်သူ့ကိုခင်ဗျာရွေးမလဲဒုက္ခရေဘယ်ပစ္စည်းတွေကားဝတင်ချိန်လည်းသိမ့်မရှိတော့ဘူးဟမ်ဥပချစ်ချိန်လည်းသိမ့်မရှိဘူးခင်ဗျာနော်ကျွန်တော်မဆိုင်နိုင်ဘူးလေမမြဝင်းကိုခင်ဗျာတကယ်အသက်ပေးချစ်တဲ့လူလည်းခင်ဗျာမဟုတ်ဘူးထင်တယ်ကျွန်တော်ကြည့်ရတယ်ဟမ် ကျုပ်မမြဝင်းကိုချစ်ပေမဲ့အလုပ်ဝတ္တရားတိုင်းမယူသေးပဲကျုပ်မဖြစ်ဘူးဗျာ You are a bloody careerist ဟမ်ဇနီးလောင်းတဲ့ခင်ဗျာအလုပ်ဝတ္တရားကိုဦးစားပေးတဲ့လူဒါကောင်းကြီးပေါ့လေကောင်းပြီဥပချစ်ကောင်းပြီကောင်းပြီကျုပ်ခက်လည်းအလုပ်ဝတ္တရားတိုင်းလုပ်ရမှာပေါ့ဗျာအဲ့လိုဆိုရင်ဟုတ်ပလားဥပချစ်ခင်ဗျားတို့နှစ်ယောက်ယူမယ်ဆိုတာကျုပ်သိတယ်ဒါပေမဲ့ကျုပ်ကိုဒုက္ခပေးတဲ့လူကိုကျုပ်တင်းကြီးမခံနိုင်ဘူးကျုပ်ကလည်းဂလစားချီရမှာပဲမမြဝင်းနဲ့ခမရနဲ့꿰ပြီကျုပ်ဒါပဲပြောမယ်ဒါပဲကျုပ်ပြောမယ်ဟေးသူကကျိုးနဲ့တုတ်ဆန်းကွာဒုက္ခအမြဲတော့ကြားလားအဲ့ဒါခမရတို့ကခမရတို့ကြံဖန်ပြီးတော့ခမရတို့ဖြစ်တယ်လို့သွားကြပြီတော့ကျွန်တော်မရဲစချင်ပါဘူးသူများအချစ်လေကျွန်တော်မခွဲချင်ပါဘူးဒါမှကျွန်တော်ခွဲရတော့ဟောဒါနဲ့ခမတနာကျွန်တော်ခမဇိုးရောက်မှတင်ခဲ့တယ်နော်ဟောဒီမှာတနာနော်ကဲမမြဝင်းလိုက်ခဲ့ပြီတော့ကျုပ်ခေါ်မသွားလို့မရဘူးခမကဲလာညည